ဘုရားသခင်ကိုရမကြီးကဟောတယ်ကွာတဲ့မင်းတို့အမတန်ရေးကြီးတဲ့အချက်ဟာမင်းတို့မှနောက်ကလိုက်ပြီးဒီကလာနေပါရဲဆိုတဲ့ဥစ္စာကိုသူသတိပေးရှာတယ်ရေးကြီးတဲ့အချက်ကဘာတော့ဆိုလို့ရှိရင်ဒီဘုန်းကြီးတို့မျိုးရေးရှိဘက်ကနေပြီးဒီကလာတောင်ကြီးတွေရှိကြတယ်အဲ့ဒီတောင်ကြီးတွေပေါ်မှာဘိုးတွေကသိထံသာရာတော့မြစ်တောင်မဆမှုတောင်တွေကျော်ပြီးဒီကလာဒီမျိုးတွေဒီရွာတွေရေလွှမ်းမိုးသွားမယ်ဆိုလို့ရှိရင်လေလွှမ်းမိုးနိုင်တာပဲလွှမ်းမိုးသွားလို့ရှိရင်ဖြင့်လေမရှိတက်မရှိဖောင်မရှိဒီလိုပုဂ္ဂိုလ်တွေကဗျာမရာမြော့ပြီးဒီကလာအေယာဝတီထဲရောက်ရလိမ့်မယ်အေယာဝတီကနေပြီးဒီကလာသမုဒ္ဒရာရောက်သမုဒ္ဒရာရောက်ငါးလိမ့်မကန်းတို့၏အစာဖြစ်ကြလိမ့်မယ်ဆိုတာလည်းအထင်ရှားပဲဖောင်မရှိလေမရှိနဲ့ဆိုကြရင်လေဘယ်လိုလို့ဆရာရှိသေးတုံးလို့မဲနေလို့ရှိရင်ဖြင့်ဖောင်မရှင်မဲနဲ့မဲနေတဲ့ပုဂ္ဂိုလ်အိတ်နေတဲ့ပုဂ္ဂိုလ်တွေအဖြစ်ဗျာမရာမြော့လို့ငါးလိမ့်မကန်းတို့၏စာဖြစ်တယ်လို့ဒီမှာလဲမရဏဆိုတဲ့ရေကြီးရဒကာဓမ္မတို့လာနေပြီလို့မှတ်ကြကြမှာမှန်ပါဗျာမရဏဆိုတဲ့ရေကြီးရအားလုံးကိုအသေးမျောမဲ့ရေကြီးရရှိမရှိစဉ်းစားကြည့်ပါရှိပါဗျာအားလုံးကိုအသေးမျောမဲ့ရေကြီးရဧကန်ရှိတကယ်ရှိပါမှန်ပါဗျာဘုန်းကြီးလည်းမချမ်းဘူးဒီဒကာဓမ္မတွေလည်းမချမ်းဘူးအကုန်မျောမှာပဲမှန်ပါဗျာအကုန်မျောမဲ့ရေကြီးရဖြင့်လာနေပြီဆိုတာလဲတရားဓမ္မတွေကတန်တရားမရှိနဲ့လာနေပြီလို့တရားကျွတ်မှတ်ပြီတော့ဒီတဲ့ဘ누구ကြံရမလဲလို့မေးတဲ့ခါကြလို့ရှင်းဖြင့်မဲခင်ဖောင်ကြီးများလှုပ်ထားနိုင်တဲ့ပုဂ္ဂိုလ်ဖြင့်မြုပ်ချင်းမြောက်ချင်းဆိုတဲ့ပင်လေတဲ့တော့မရောက်ပြီမှန်ပါဗျာဆံရတဲ့ရဖြစ်တဲ့နိဗ္ဗာန်တောင်ကမ်းပေါ်ရောက်ကြလိမ့်မယ်မဲခင်ဖောင်မရှိတဲ့ပုဂ္ဂိုလ်မှာဖြင့်ခဏကအိပ်ပျော်လို့ဗျာမရာမျောပြီးငါးလိမ့်ကန်းတို့အစာဖြစ်ရသလိုဒီဃာဓမ္မတွေလည်းဖြစ်ရမှာဘုရားသခင်ကိုရမေကြီးမြင်သောကြောင့်အိပ်ပျော်ခြင်းကိုဖြင့်တကယ်အသက်ရှူရှိုက်ဟောက်ပြီးအိပ်နေတာကိုဘုရားကဆိုလိုတာမဟုတ်ဘူး။သာယေသမီးရှိပွားရေးတွေဟူသောလောဘအဝိဇ္ဇာတို့တဏှာတို့နဲ့လောက်ကင်နေတာဟာငါဘုရားကအိပ်ပျော်ခြင်းလို့သတိပေးပါတယ်လို့ဆိုတာမှတ်ထားကြပါ။မှန်ပါဗျာ။သာယေသမီးရှိပွားရေးလိုက်စားပြီးကြတာနဲ့ချိန်ကုန်နေတဲ့ပုဂ္ဂိုလ်ဟာအဝိဇ္ဇာနဲ့တဏှာတွေဟူသောအမိုက်တိုက်ထဲမှာသေးသေးချာချာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ပဲလို့မှတ်လိုက်စမ်းပါမှန်ပါဗျာဝိပဿနာအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုခန္ဓာနာယုတ်ဖြစ်ပြအလုပ်ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝန်းနဲ့မဂ္ဂင်တွေရောက်ပြီးဒီကလာနေသောကြောင့်သူကဖောင်ပိုင်ရှိပြီးဖောင်ရှင်းနေတဲ့ပုဂ္ဂိုလ်ဖောင်ပိုင်အရလုပ်နေတဲ့ပုဂ္ဂိုလ်မဂ္ဂင်ဖောင်ကြီးကိုတွဲနေတဲ့ပုဂ္ဂိုလ်မမြုပ်အောင်မမျောအောင်ကိုယ်ပိုင်လုပ်နေတဲ့ပုဂ္ဂိုလ်ပဲဆိုရင်ဖြင့်အမှန်ပဲလို့ဆုံးဖြတ်ချမှန်ပါဗျာဒါရင်သာယသမီးရှိပါရေးလိုက်နေတဲ့ပုဂ္ဂိုလ်ကအိပ်ပျော်တဲ့ပုဂ္ဂိုလ်မှန်ပါဗျာဝိပဿနာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကနိုးလို့ရေလာမှသိလို့ဖောင်နေပြန်ဆင်ပြီးဒီကလာထားတဲ့ပုဂ္ဂိုလ်မှန်ပါဗျာအဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ကလောကကြီးထဲမှာတကယ်ကျွယ်ရှိကြတယ်ဗျာမရှိကြဘူးရှိပါဗျာအဲ့ဒါကြက်ကြက်စဉ်းစားပါလို့ခွန်ကြီးတို့တရားဓမ္မတွေသတိပေးလိုက်ပါတယ်သာယသမီးရှိပါရဲ့ကိုအမောပန်းလိုက်ပြီးဒီကလာတစ်နေ့နဲ့လည်းမပြီးနှစ်နေ့နဲ့လည်းမပြီးနဲ့တကယ်ကျွယ်တို့ရောင်းဝယ်လာတာကူနဲရရဲ့လည်းမဟုတ်ပါဘူးဗျာနဲရလာလည်းမဟုတ်ပါဘူးဒါတွေလည်းပြီးပြီလို့လည်းဆုံးဖြတ်ချက်ချလို့မရသေးလောဘဒေါသခိုင်းနေအလုံးလုံးပြီးဒီကလာမောဟရိဥသောတရားကပိတ်ပင်လို့လောဘတို့ဒေါသတို့ခိုင်းတိုင်းမာနတို့ခိုင်းတိုင်းအလုံးလုံးပြီးဒီကလာနေတာဉာဏ်စကမ်းဤစိတ်ရှင်းဖြစ်လေသောကြောင့်အိပ်ပျော်ခြင်းအလုံးလို့ဘုရားကဟောလိုက်သဘောပါဉာဏ်စကားလို့မဟုတ်တော့ကြောင့်သူဘယ်နဲ့ဆိုကြပါမလဲအိပ်ပျော်တဲ့ပုဂ္ဂိုလ်နဲ့အတူတူပဲလို့မှတ်စမ်းပါဝိပဿနာအလုပ်လုပ်နေတဲ့ပုဂ္ဂိုလ်ကတော့ဝိဇ္ဇာတဏှာတို့အိပ်ပျော်ခြင်းမှာနိုးပြီးဒီကာလဝိဇ္ဇာအလောဘတို့အလုပ်ကိုလုပ်နေသောကြောင့်နိုးနေတဲ့ပုဂ္ဂိုလ်ဖောင်းဆင်းနေတဲ့ပုဂ္ဂိုလ်တို့ငါဘုရားကဟောလိုက်ပါတယ်လို့သေသေးချာချာပဲမိတ်ရှိဒါဖြင့်လောကကြီးထဲမှာဒကာကျော်ဒကာသစ်တို့အိပ်နေတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်ရှိပါဗျာနိုးနေတဲ့ပုဂ္ဂိုလ်ရှိပါဗျာဒါဖြင့်အိပ်နေတဲ့ပုဂ္ဂိုလ်ကိုမရဏဆိုတဲ့ရေကြီးကတိုက်ချတဲ့အခါကျတော့ဖောင်မရှိလှေမရှိတက်မရှိလို့မျောကျင်လို့မျောပြီးဒီကလာမြုပ်ချင်လို့မြုပ်လိမ့်မယ်ဆိုတာဖြင့်တန်တရားမရှိကြနဲ့အိပ်ပျော်နေတာဟုတ်အိပ်ပျော်နေတော့မရဏဆိုတဲ့ကြီးလာစွာသောရေကြီးကဒကာအောင်တို့တိုက်ချလိုက်တော့သူခိုးခွေးရရှိသေးရဲ့မရှိပါဗျာခိုးခွေးရမရှိတော့ဗျာမရာမျောပြီးဒီကလာဝဲရဲရောက်ဝဲရကနေပြီးစုပ်သွားလို့အောက်ရောက်အဘယ်လေးပါးဒီဥစ္စာနေရာဌာနမှာမရှိမလားရောက်ကြလိမ့်မယ်ဆိုတာဒကာကျွဲဒကာတစ်တို့ယုံမလားမှန်ပါဗျာဒါဖြင့်တို့ဒီကားလို့ဆိုရင်ဖြင့်သာယေသမီးရှိပါရဲ့နဲ့လုံနေတာဟာဘုရားကလည်းဟောဆရာဘုန်းကြီးကထပ်ပြန်သတိပေးလိုက်ပြန်တော့
ဒါအိတ်နေတဲ့အလုပ်လို့ဆိုပါကလားတပတ်ကြကြသာယသမီးရှိပါရဲ့လိုက်နေတဲ့ပုဂ္ဂိုလ်များဘယ်လိုလဲတော့ခရကအဝိဇ္ဇာကဖုံဖုံတဏှာကလူချင်းဒေါသကမရစိတ်ဆိုးမာနကရပြန်လို့ရှိရင်လည်းငါလိုရှာနေပွေနေငါရှိရလားငါလိုတိုင်းနေတာနဲ့နေနေတာရှိရလားဆိုတော့မာနကလည်းတက်လာပြန်တော့အိပ်ပျော်တဲ့ပုဂ္ဂိုလ်တွေပဲမှန်ပါဗျာပညာရည်ဟူသောနိုးခြင်းဖြင့်နိုးပါရဲ့လားနိုးပါဗျာဩဒါဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေအိပ်ချိန်နဲ့နိုးချိန်ဒီကားလို့ဆိုရင်ဖြင့်အထင်ရှားကြည့်ပါလားမှန်ပါဗျာဒါကြောင့်ဘုရားသခင်ကိုရမကြီးကငါဒီအဝိဇ္ဇာရည်သောအိပ်ပျော်ခြင်းမှနိုးပြီးဒီကာလလာလို့ဘုရားဖြစ်သူရောက်ခဲ့တယ်ဆိုတာလေဘုရားတိုင်းဟောတဲ့တရားဖြစ်နေသောကြောင့်ဒကာဓမ္မတွေယနေ့ရှေ့ပိုင်းမှာသံဝေကအားဖြင့်၎င်းအမှန်အားဖြင့်၎င်းဥပအောင်တို့ခေါ်လိုက်တယ်နော်မှန်ပါဗျာဒါရသမီးရှိပါရဲ့အခုပေါ်တဲ့အရေးတွေလိုက်နေကြလို့ရှိရင်ဖြင့်တဲ့ဒါအိပ်ပျော်သောပုဂ္ဂိုလ်ပဲဘာလို့တော့အဝိဇ္ဇာတဏှာတို့၏အလုပ်ကိုဗျဘာဆိုကြမလဲအဝိဇ္ဇာတဏှာတို့၏အလုပ်ဆိုတော့ဘုရားကဘယ်ထဲသွန်းလိုက်ပါလိမ့်အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ဟာဒကာဓမ္မတို့မရဏဆိုတဲ့ရေကတော့လူတိုင်းတိုက်ချမှာမဟုတ်လားမှာပဲသူ့လည်းသူ့မရဏရေနဲ့ကိုယ်မှလည်းကိုယ်မရဏဆိုတဲ့ရေကြီးကတော့ဖြင့်ဒီမျိုးရှိဒီနယ်ရှိနောက်မွေးတဲ့လူရောအရင်မွေးပြီးသားတွေရောဒကာအောင်အကုန်တိုက်ချမှာအကုန်သတ်မယ်ဆိုတာကတော့ဖြင့်တန်တရားမရှိကြနဲ့ပေါ့ဗျာမှန်ပါဗျာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ရေတိုက်ချလိုက်တဲ့အခါကျတော့မဂ္ဂင်ဖောင်ကြီးကလည်းမလုံဘူးလက်မဲ့မျောရတဲ့အခါကျတော့ရေကြီးကတန်လက်မဲ့ကလည်းမျောရပြန်ဆိုတော့ရေစီမံကလေးခံရလို့ဝဲရဲလည်းရောက်မှန်ပါဗျာဝဲစီမံကလေးခံရလို့အောက်ငရဲကိုလည်းရောက်ဆိုတာညှင်းပွေရလူသေးမှန်ပါဗျာဩဒါဖြင့်ဒကာဓမ္မတို့ရောင်းတိုင်းဝယ်တိုင်းနေတိုင်းထိုင်တိုင်းဒကာကျွဲတာဘုရားခင်ကိုရမကြီးဉာဏ်ပညာနဲ့ကြည့်လိုက်တော့အိတ်နေတဲ့အလုပ်လို့မှတ်လိုက်စမ်းမှန်ပါဗျာအယောင်ဝဲအလုပ်တွေတာယသမီးရှိဝါရဲ့အလုပ်တွေဘယ်လိုဆုံးပြရချပါအိတ်နေတဲ့အလုပ်ပါဗျာအိတ်နေတဲ့အလုပ်မျိုးရေကမလာဘူးလားလာနေသလားမှန်ပါဗျာအရင်မှတည်းဒီအလုပ်လုပ်ရင်တော့သေသွားတဲ့လူတွေလည်းတကတစ်တော့မြင်မှုပါလိမ့်မယ်မှန်ပါဗျာဒါရေတိုက်ချသွားတာဗောဗျာမရဏဆိုတဲ့ရေကြီးကတိုက်ချသွားတော့ဒကာဓမ္မတို့ဖုံးကမရှိဒါဖြင့်ရေစီမံကလေးခံပေါ့ဗျာမှန်ပါဗျာမရဏရေစီမံကလေးခံရတော့ဒကာဓမ္မတို့ခိုးခွေးရကလည်းမရှိဆိုတော့မရဏရေကစီမံလိုက်တဲ့ဥစ္စာကဝဲရဲပို့လိုက်ဝဲရဲဆိုတော့အာသွားဆိုတဲ့ဝဲရဲပို့လိုက်အာသွားဆိုတဲ့ဝဲရဲဒီကားလို့ရှင်ပို့လိုက်ပြီးဆိုမှဖြင့်ဝဲဆိုတာလှဲ့ဆိုတာလှဲ့ပါများမြုပ်ရကနေအောက်ရောက်သွားတော့ဗျံပရာနဲ့ပဲတဲ့ဒကာဓမ္မတွေနေကြထိုင်ကြတော့မယ်ဆိုတာဖြင့်အမှန်ပေါ့ဗျာမှန်ပါဗျာဘောပါကြဩဒါဖြင့်သာယသမီးရှိပါရဲ့လိုက်စားပြီးဒီကာလဒီနေ့ချမ်းသာနှုံနှုံဒီနေ့ချမ်းသာနှုံနှုံပြည့်စုံနှုံနှုံနဲ့ရေလို့ရအသက်ဘေးကင်းရဖြစ်တဲ့မဂ္ဂင်ဖောင်ကြီးကိုကိုယ်ပိုင်ရအောင်လုပ်မထားမှုကိုယ်ပိုင်တွဲဆက်ပြီးဒီကာလဆင်မထားမှုပါဒကာကျွဲအယုတ်ဆိုးလွန်းတယ်မှန်ပါဗျာဒကာဓမ္မတွေဘယ်လိုဆိုကြပါစဉ်းစားပါဒကာဓမ္မတို့အခုပြောနေတဲ့အရေးဟာဘုန်းကြီးကတန်ဆာရှင်းပြောတဲ့အရေးလို့လေဒကာဓမ္မတွေကမှတ်ပါနဲ့အားလုံးကိုသက်ဆိုင်နေလို့ဘုရားကဟောခြင်းဖြစ်ပါတယ်ကဲဒါဖြင့်ဒကာဓမ္မတွေရေလာနေဗလားမလာဘူးလားမရဏဆိုတဲ့ရေကြီးရတယ်ဒီတည်းယနေ့လားနဲ့ပြန်လာတွေကမပါဘူးပါလို့မဂ္ဂင်ဖောင်ကမပြီးသေးခင်မဂ္ဂင်ဖောင်လည်းမရှင်ပဲနဲ့မဂ္ဂင်၈ပါးလို့မလုပ်ဖဲနဲ့ဒီတိုင်းမဲ့မျောကြရမယ်ဆိုတော့ဖောင်မရှိတဲ့ပုဂ္ဂိုလ်မျောရောမှုဒီတရားဓမ္မတို့ကိုကိုရမယ်မျောမှုပေါ့သဘောပါကြဗာမျောမှုတယ်ကိုရမယ်မျောမှုဆိုတော့လမ်းမှာလည်းဘာမှကိုရမရှိရေးစီမံတယ်လို့ခန္ဓာကြီးကလိုက်ရလိမ့်မယ်မလိုက်ရဘူးမရဏစီမံတယ်လို့ခန္ဓာကြီးကလိုက်ရတော့တရားဓမ္မတို့မျောကျင်တယ်လို့မျောဗာများဝဲရဲရောက်ဝဲလေလားမကလည်းမြုပ်တဲ့ထဲရောက်ဒါကြောင့်မျောခြင်းမြုပ်ခြင်းလို့ဟာမဂ္ဂင်ဖောင်မရှိတဲ့ပုဂ္ဂိုလ်ကြီးအလုံးဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးအလုံးလို့မှတ်လိုက်စမ်းပါဗျာတပတ်ကြဝိပဿနာအလုံးမရှိသောပုဂ္ဂိုလ်ကြီးလောက်ကဖြင့်မျောခြင်းနဲ့မြုပ်ခြင်းမရှိမှန်ပါဗျာဒါကြွယ်ကောင်းကောင်းသဘောပါအားလုံးတရားဓမ္မတွေယနေ့လေးလေးစားစားနဲ့ပဲသံဝေကလည်းဖြစ်စေတော့မှန်လဲမှန်စေတော့ဘုရားသခင်ကိုရမကြီးပါဠိတော်ကိုကြည့်ပြီးဒီကလာဓမ္မပဒမှာလာတဲ့အတွက်တံဗုဒ္ဓပတုတမ္မတံဗျာတတ္တမာနသန္တံသုတ်တံကာမမဟောကောဝမေစုအာရယကိစ္စရိဆိုတဲ့ဂါထာကိုမြန်မာလိုရှင်းပြီးဒီကလာပြခြင်းဖြစ်ပါတယ်လို့မှတ်ကြမှန်ပါဗျာ
ဒါဖြင့်ရေလာမှာသိကြနေတဲ့ပုဂ္ဂိုလ်တွေဘာရေးကြည့်ပါလိမ့်မလဲဆိုတော့ကိုယ့်အသက်ကယ်ဆယ်ရေးရှိတယ်ကိုယ့်အသက်ကယ်ဆယ်ရေးဆိုတော့လေမျောပေါင်းဆံပေါင်းတို့တွင်မျောတဲ့ဥစ္စာကတော့ဖြင့်တရားဓမ္မတို့မိစ္ဆာဖောင်ကြီးတာခင်ဗျားတို့ဆင်နေကြမယ်ဆိုမျောမှာတမာဖောင်ကြီးကိုဆင်ကြမယ်ဆိုရင်ဆံတဲ့ဖုံဖြစ်ပြီးကြလားနိဗ္ဗာန်တောင်ကန်းကိုဘယ်ဒီဘယ်ကြရက်မှလည်းတက်ပြီးကြလားတတ္တဝါတွေမနှိမ့်ဆက်နိုင်တဲ့အခြေအနေရအောင်ယနေ့ဖြင့်ဆရာဘုန်းကြီးတွေအိတ်ချင်းမှနိုးကြပါတော့နိုးပြီးကြလားဖောင်ဆင်ကြပါတော့ဒါကူများစွာတောင်းပန်တဲ့နေပဲလို့မှတ်ရအိတ်ချင်းမှလည်းပါတော့နိုးပြီးကြလားနိုးရုံနဲ့လည်းမပြီးသေးဘူးတရားနာတာနိုးတာပါပဲနိုးရုံနဲ့လည်းမပြီးသေးပါဘူးမကင်ဖောင်ခန္ဓာကိုယ်ရဲ့အရောက်ဆင်ကြပါအောင်ဆိုတာကိုလည်းလေးစားစွာနဲ့ပဲတိုက်တွန်းပါတိုက်တွန်းတယ်မတိုက်တွန်းတယ်တိုက်တွန်းပါဗျာဘာကြောင့်လုံးလို့ဆိုတော့ဖော်မပြောလို့ရှိရင်လည်းအော်သူများလည်းဒီလိုလောက်ကင်စားတော့နေတာပဲတို့လည်းဒီလိုလောက်ကင်စားတော့တဲ့အလုံးမှမလုပ်ရင်ဘယ်ဖြစ်မလို့လူတဲ့နေတဲ့ဥစ္စာလူလိုတော့လောက်ရမှာပေါ့အော်ဒါကမျက်စိမမြင်တဲ့လူချင်းအတုခိုးတာဘယ်လိုဆိုကြပါမျက်စိမမြင်တဲ့လူချင်းအတုခိုးတာကိုတခါကျွယ်တော့အသားမယူလိုက်ပါနဲ့အခုတုခိုးနေတဲ့အဓိပ္ပာယ်ရှင်းကြပါဗလားဘယ်လိုများတုခိုးကြပါလဲဟိုရင်လည်းရကန်းနဲ့လောက်ကင်စားဟိုရင်လည်းဈေးဆိုင်နဲ့လောက်ကင်စားတောင်းတယ်လူဆိုတာဒီလိုပဲလောက်ကင်စားတော့နေတယ်အလုံးမရှိလို့ရှင်မခက်ဘူးလားမခက်ပါဘူးလို့ခွန်ကြီးကဖြေတယ်ဟောင်းမရှိမှခက်ပါတယ်တပည့်ကြအလုံးမရှိလို့မခက်ပါဘူးတရားဓမ္မတို့ဟောင်းမရှိမှခက်ပါတယ်ဘာကြောင့်လဲဆိုတော့ရေလာနေတာပဲအလုံးမရှိဘာကိစ္စရှိတုံးဖောင်ရှိဖို့ဖောင်မရှိရင်သာခက်တာပေါ့အဲ့ဒါဖြင့်တခါကျွဲတော့ယနေ့ကစပြီးဒီကလာကိုယ်ပိုင်ဖောင်ဆင်ကြပါတော့ဘယ်လိုများသတိပေးပါလိမ့်ကိုယ်ပိုင်ဖောင်ဆင်ပြီးဒီကလာကိုယ်ပိုင်စင်းနေပြီးဒီကလာကိုယ်သာလည်းမရဏလွတ်ရာရှောင်ကြပါတော့ဒါဖြင့်မရဏဆိုတာကသေခြင်းအမရဆိုတာကမသေးရမှန်ပြည်နိဗ္ဗာန်ဩဒါဖြင့်ဒီကြီးလို့ခေါ်ရရေးကဖြင့်မက္ကံဖောင်မတပတ်ပို့မဲ့လူဆောင်းမဲ့လူတို့မှကဲမဲ့လူယူမဲ့လူမရှိတော့ပါလားအဲ့ရကနိုးမတော်တော့မယ်ဆိုပြီးဒီကလာမက္ကံဖောင်ဖြစ်ကိုဖြင့်ဒကာရမတို့လှုပ်ဖြစ်အောင်လုပ်ကြပါသဘောပါကြသမင်းညာရေးလို့ခွန်ကြီးဒကာရမတွေဒီစကားကိုမယူလိုက်နဲ့နော်ဟုတ်ပါဘူးသမင်းညာလားဗျသမင်းညာလို့ဒကာရမတွေအခုပြောနေတဲ့စကားကိုနားမလည်လည်းမရှိပါနဲ့နားလည်အောင်လည်းပြောနေပါတယ်။အော်ဒီရေးဟာသာယသမီးရှိပါရဲ့လိုက်နေတဲ့ရေးဟာဝိဇ္ဇာတဏှာတို့၏အရေးဖြစ်လေသောကြောင့်ဒါအိပ်ပျော်နေတဲ့အလုပ်ပဲ။ဥပဒနာနဲ့ခန္ဓာ၅ပါးတစ်ပါးပါဖြစ်ဖြစ်ရှုပြီးဒီကလာမဂ္ဂင်တွေဝန်းထဲရောက်နေတဲ့လောကတော့ပြန်မဂ္ဂင်ဖောင်ကြီးကိုမတရားဆန်းတဲ့ဖောင်ကြီးကိုကိုယ်ပိုင်လုပ်ပြီးဒီကလာကိုယ်ပိုင်အသေးရှောင်းနေတာရှောင်ဖို့ကိုအစင်သင့်ပြင်းနေတာဘာလားလို့ဆိုရင်မှန်တယ်ပဲဆုံးဖြတ်ချက်ချ။ဒကာကျွဲတာပြန်အရေးကြီးတာအရေးကြီးပေါ့ဗျာအရေးမကြီးတာဘုန်းကြီးတို့ဒကာဓမ္မတွေကချိတ်ပြီးဒီကလာထားလိုက်ပါအောင်ဆိုတာကိုသတိပေးလိုက်ပါတယ်ဒါရင်တာယသမီးရှိပါရဲ့ရောင်းဝယ်ဖောက်ကားရဲ့ဟူတွေ့သည်နိုးတာလားအိတ်တာလားဝိပဿနာလုံးနေတဲ့ပုဂ္ဂိုလ်ကနိုးတာပါဗျာဒါရင်နိုးနေတဲ့ပုဂ္ဂိုလ်ရေတိုက်မှန်နဲ့ဟုတ်လားဖောင်ဆင်းနေတဲ့ပုဂ္ဂိုလ်ရေတိုက်လို့ရှိရင်ဖောင်ဆင်းနေတဲ့ပုဂ္ဂိုလ်ကဖောင်ရှိလို့အန္တရာယ်ကင်းမနေ့ကသာယသမီးရှိပါရဲ့ဟူသောအိပ်ပျော်ခြင်းနဲ့အိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကဖြင့်ဖောင်မရှိလို့လက်မဲ့မျောရကနေဝဲရဲရောက်ရကနေပြီးမြုပ်ဖို့သာရှိတော့တယ်ဆိုတာဒီရေးတဲ့ကြီးတာတော့ဖြင့်ဒကာကျော်ဒကာတက်ဒကာအောင်လို့မရှိဘူးဒါဖြင့်ဒကာဓမ္မတို့မဲခင်ဖောင်ဆိုတော့လေပြောပြမဲ့လူရှိမှလဲကိုအန္တရာယ်ကင်းလို့ဘေးကင်းအောင်ကယ်ဆယ်မဲ့ဖောင်ဟာလုတ်တတ်တာဒီတိုင်းတို့မဲခင်ကြီးရပါလို့ဤမဲခင်ဖောင်ကြီးကိုစီးနေမိဒီကလာနိဗ္ဗာန်မျိုးကြီးကဆန်တဲ့ရပါလို့ဤဆိုယုံနဲ့လည်းရတာမဟုတ်ပါဘူးကိုယ်တိုင်ဆင်ပြီးဒီကလာကိုယ်တိုင်စီးပြီးဒီကလာလုံးမသာလင်ဒကာဓမ္မတို့ရမယ်လို့ဖြစ်နေသောကြောင့်အခုဒကာဓမ္မတွေဘုန်းကြီးများကသတိပေးကြတာကဒကာဓမ္မတို့ခင်ဗျားတို့အယောင်းဝယ်ကောင်းတဲ့ဘုန်းကြီးဖြင့်ကြမ်းမှချမ်းသာမှုတော့ဝမ်းသာပါရဲ့အေးကျူးတယ်လို့ထင်တာပဲမဆိုရဘူးလားအယောင်းဝယ်ဖြင်းမြန်နေပြန်တော့လေအေးဒါဆိုင်လေးပိတ်ပြီးဒီကရာဒီတိုင်းနေမယ်ဆိုလို့ရှိရင်လည်းနောက်လာမဲ့ဈေးကောင်းလေးကြလို့ရှိရင်လည်းဆိုင်မရှိမှန်းသိလို့ဘယ်သူမှမိတ်ဆက်လာမှာမဟုတ်တော့မျောလင်းစောနဲ့ပဲတခါနေပြန်တော့လေမကောင်းတဲ့ခ
ခင်ဗျားတို့အိတ်နေတာ မှန်ပါဗျာ ကောင်းတယ် သိပါပါဗျာ ဒါဖြင့်ဘယ်တော့မှနိုးတယ်မရှိတော့ဘူးဆိုလို့ရှိရင်ဘယ်တော့မှကိုယ်ဖောင်ကိုလှုပ်ဖြစ်တယ်မဲ့အချိန်မရှိတော့ဘူး မှန်ပါဗျာ ရှိပါဦးမလား သိပါပါဗျာ အဲ့တော့ဆိုရင်ကြီးဖြစ်နေတော့ဒီနေ့တော့လေတခါကျော်ဘာလုံးမှာတော့တခါတက်ဘာလုံးမှာတော့အိုးဖောင်မစင်နိုင်သေးဘူးဗျတာရသမီးရှိပါရဲ့ပဲလောက်အောင်အိပ်ရအောင်မဗျဒီနေ့တော့လေဘာလုံးမှာတော့ဆိုအိပ်ရအောင်မဗျနောက်ဒီနေ့ဘာလုံးမှာတော့မေးပြန်တော့လေ သိပါပါဗျာ ဩရေတွေကခမရလည်းပဲရောက်နေပြီခမရကအိတ်သုံးရှိသေးတယ်ကိုယ်ပိုင်ဖောင်းလည်းမရှိသေးခမရသိချင်းစိုးသိချင်းလို့လားလို့ဒီပြန်လည်းမေးစရာမရှိတော့ဘူး မှန်ပါဗျာ ဒါပဲမေးရတော့မယ်ဆိုတာသဘောပါ မှန်ပါဗျာ အဲ့ဒါကြောင့်ခွန်ကြီးတို့ဓမ္မတွေဟာမသိသောပုဂ္ဂိုလ်ကပြောဆိုနေတာတွေကိုအတုခိုးပြီးဒီကလာသိသောပုဂ္ဂိုလ်ကအန္တရာယ်ကင်းဖို့ဘေးရှင်းဖို့ရှောင်ပါဆိုတာကိုအေးဆက်ဆက်လုပ်နေတာလောက်ကိုယ်မိုက်သူပြောတာဖြင့်တခါကျွမရှိဘူး သိပါပါဗျာ ညာရောက်ကြပါလား မှန်ပါဗျာ သံမြင်ညမဟုတ်ပါဘူးလို့သတိထားလိုက်စမ်းပါ မှန်ပါဗျာ အလွန်လွန်ရေးကြည့်တဲ့စကားနှခွန်းပါလားဖောင်ရှိမှလွတ်ကင်းမှာပါလား မှန်ပါဗျာ မတရားမှန်ပြီနိဗ္ဗာန်ဆိုတာမဲ့ခင်နဲ့မှသွားလို့ရတယ်နော် မှန်ပါဗျာ ရှင်းချင်းလေးရင်နဲ့သွားလို့ မရပါဘူးဗျာ အဲ့ဒါကြောင့်မဲ့ခင်ဖောင်မှကိုယ်ပိုင်မရှိလို့ရှိရင်ဘုရားသခင်ကိုရမကြီးကဖြင့်မင်းတို့အသေးလို့တဲ့နေရာဌာနလည်းမင်းတို့ဟာမရောက်နိုင်တော့ပါဘူးဗယံမရာမြို့ပြီဗယံမရာမင်းတို့ဒီနေချင်းစိုးနေချင်းစိုးလမ်းတာမင်းတို့ရောက်တော့မှာပဲဆိုတာမြင်တော်မူသောကြောင့်မဲ့ခင်ဖောင်ဒီဖြင့်ရှင်ပြအောင်ဆိုတာကိုဓမ္မဝရပါဠိတော်မှာတိုက်တွန်း မှန်ပါဗျာ တကယ်ကျွဲတကယ်မှာကရုဏာတော်ယင်ကြီးဖြစ်နေလို့ပြောတာနော် မှန်ပါဗျာ ဘုန်းကြီးများကလည်းဘုရားကြီးကရုဏာအတုလိုက်ပြီးဒီကလာတို့လည်းသိသလောက်နဲ့တို့ကရုဏာလည်းတို့ကဲတင်မတော်ကိုဆိုပြီးဒီကလာခမည်းတော်အိတ်ပေမဲ့နေတိုင်းနှိုးပေးနေ မှန်ပါဗျာ ခမည်းတော်ကတော့အိတ်တာပဲနှစ်ပြန်ပါလို့မှာတော့အယောင်းပဲတစ်ပတ်ပါလို့ပါတော့ပြောကြဆိုကြနဲ့ခဏကပါလို့မှာတော့ဆိုခဏကလည်းကိစ္စတွေကမပြင်းပြတ်တာတွေကရှိသေးဒါတွေဟူသေးရကအိပ်ပျော်ခြင်းဖြင့်အိပ်ပျော်နေတာပဲလို့မှတ်ရ မှန်ပါဗျာ သဘောကျကြ မှန်ပါဗျာ ဒါဖြင့်အားလုံးဓမ္မတို့အိတ်တွေကိုရဆဲပြီးဒီကလာအနိုးပဲလှဲလိုက်ပါအောင်ဆိုတဲ့ဥစ္စာတိုက်တွန်းရပြန်တယ် မှန်ပါဗျာ ရှင်းမလား ရှင်းပါဗျာ ကောင်းပြီဒါဖြင့်ဘုန်းကြီးတို့ဓမ္မတွေဒီတိုင်းနဲ့ပဲအချိန်သာကုန်လို့ရှိရင်ဖြင့်ဩခမည်းတော်စုထားတဲ့ပစ္စည်းကလည်းခမည်းတော်မကယ်တဲ့ပြင်မှာပြိတ္တာဘုံကိုပဲသူကမျှောသေးသေးချမ်းမဲ့နဲ့ပြိတ္တာဖြစ်အောင်မျှောချလိုက်လောဘဒေါသတွေကလည်းငရဲရအောင်ပဲမျှောချလိုက်မောဟဆိုတာလည်းတိရစ္ဆာန်ဘုံရအောင်မျှောချလိုက်ဩဒါဖြင့်သူအိတ်နေခဲ့လို့ဒီဘုံဒီဌာနညှိုးရင်ရောက်ရတာကိုလို့မဆိုနိုင်ဘူး မှန်ပါဗျာ ဒါဖြင့်ဓမ္မတို့အိတ်ချိန်လားနိုးချိန်လား လို့ရပါဗျာ နောင်ဝရီတို့ဆရာသမားနဲ့လည်းမတွေ့တော့ပါဘူးတခါကျွဲသာနာကြီးကလည်းမရှိတော့ပါဘူးရှိပြန်လဲအောက်တန်းတရားတွေသာရှိနေမယ်ဆိုလို့ရှိရင်လည်းဥပအောင်ခက်ပြီမခက်ပဲဘူးလားဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေယခုချိန်ကစပြီးကြတာကကျွဲရှေ့ပိုင်းမှာနိုးချိန်နိုးပါတော့နှိုးပြမဲ့လူလည်းရှိပါသေးတယ် မှန်ပါဗျာ နောင်ကြတော့နှိုးပြမဲ့လူကိုပဲတခါတည်းရှိလိမ့်မယ်လို့ဘယ်တော့မှမအောင်မြင်ဘူး မှန်ပါဗျာ ဘာဖြစ်လို့လဲဆိုတော့ဟောဒီမေကမွေးလာတယ်ဒီမညာပဲရောင်းနေဝဲနဲ့တောင်းသူဖြင့်တောင်းသူလေသမားသားသမီးဖြင့်တောင်းသူလေသမားလို့ကိုပဲသင်လို့တော့အိတ်ခက်သင်လို့ မှန်ပါဗျာ အယောင်းဝဲသမားဖြင့်လည်းသူသားသမီးကိုအယောင်းဝဲပဲသင်လို့လိုက်ပြန်တော့အိတ်တာပဲသင်လို့တယ်နိုးတာပါရလား မှန်ပါဗျာ သူတို့ပါတဲ့နိုးတာလေးကလည်းမင်းပွေရင်လူတာပေါ့ကွာအာရှိရတဲ့လာပြီလာကဥပုသ်ဆောင်တာပေါ့ကွာဒါလေးကလည်းမက်ကင်ဖောင်ထဲမှာသူကအရင်ဖြစ်တဲ့အရင်တွဲရမယ်ဖောင်မှမဟုတ်ပဲနောက်မှသီလဆိုတာနောက်မှဝင်လာတာရှိဥစွာ၅လုံးတွဲပြီးမှ၈လုံးဖြစ်မှာကို မှန်ပါဗျာ အဲ့တော့ဒါလေးတော့ကလည်းတွဲလို့လည်းမဖြစ်သေးတော့ဒီဟာလေးကလည်းခင်ဗျားတို့ခိုးလောက်အောင်စီးလောက်အောင်အန္တရာယ်ကင်းလောက်အောင်ကတကားကျွဲတကယ်စင်စစ်မဖြစ်သေး မှန်ပါဗျာ ဖြစ်ပါ မဖြစ်ပါဘူး မဖြစ်သေးတော့လူသေးတဲ့ဖြစ်တွေကများမနေဘူး မှန်ပါဗျာ အေးဒါကြောင့်ဩခုပေါ်လက်တင်ပြီးစဉ်းစားပါယနေ့တရားငါနဲ့ပြန်ပါလို့မှာတော့တပတ်ကငါပါလို့မှာတော့ခဏကငါပါလို့မှာတော့ကိုကိုနှစ်ခုပေါ်လက်တင်စဉ်းစားငါဒီကားလို့ရှင်ဘုရားသခင်ကိုရမကြီးညံသွားနဲ့ကြည့်လိုက်တဲ့အခါအဲ့တဲ့အလုပ်ကြီးငါလုပ်နေပါလားနိုးတာကိုမပါပါလားနိုးမှသာရင်ဖောင်ရှင်ပြစ်တယ်မနိုးတဲ့ပုဂ္ဂိုလ်ဖောင်ရှင်ပြစ်တယ်လို့ထုံးစံရှိပါရဲ့ ဖြစ်ပါဘူး အဲ့ဒါကြောင့်အလုံးလုံးမယ်လို့ကြံလို့ရှိရင်ပဲအိတ်မှာအိတ်တဲ့အလုပ်လားနိုးတဲ့အလုပ်လားဆိုတာကိုလည်းဝေဖန်ပြီးကြလားအိတ်ချိန်နဲ့နိုးချိန်လေးကိုဖြင့်ခွဲခြားဝေဖန်ပြီးကြလားသိကြပါဆိုတာတရားမဟုတ်မီရှင်းဖို့ကာလမှာကိုဝေဖန်နည်းကိုပြောလိုက်ပါတယ် မှန်ပါဗျာ ဝေဖန်တတ်ပလား မှန်ပါဗျာ ကဲဒါဖြင့်
တာယတမေဇီဝရဲ့လိုက်နေတဲ့အချိန်ကျတော့ဘာချိန်ဆိုကြမယ် သိတယ်ပြေပါဗျာ ခန္ဓာကိုယ်ဉာဏ်လဲပြီးဥပဒနာရှုနေတဲ့အချိန်ကျတော့ တို့ကြပါဗျာ ဟောအဲ့ချိန်လဲဒကာဓမ္မတို့ရေလာနေတာပဲ မှန်ပါဗျာ နိုးချိန်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အဲ့ချိန်ရေလာတဲ့ပုဂ္ဂိုလ်နဲ့အန္တရာယ်ကင်းမှုကအတော်ကွာပါလိမ့်မယ် မှန်ပါဗျာ ဒါကနိုးနေတဲ့ပုဂ္ဂိုလ်ကလည်းဖောင်းပါရှင်ပြီးကြလားပြီးပြီးသားဖြစ်နေနေမယ်ဆိုရင်တော့ဖြင့်ကျန်တဲ့ပုဂ္ဂိုလ်တွေကမ္မတကာပဲနိုးလို့ဖောင်းရှင်တဲ့ပုဂ္ဂိုလ်သာလည်းလူရေးကျွရေးချမ်းသာရေးသူ့မှာသာကိုယ်ပိုင်ရတော့တယ်မဆုံးနိုင်ဘူးလားအဲ့ဒါကြောင့်ခင်ဗျားတို့အိတ်လာတဲ့ရက်ပေါင်းဘယ်လောက်ရှိပါလဲလို့မေးလို့ရှိရင်ကလေးသူငယ်လူမဲကလည်းအိတ်လာခဲ့တယ်ပညာသင်လုံးကလည်း သိပါဗျာ အိမ်တော်ကြီးသားလို့တည်တော်ကြပြန်တော့တယ် သိပါဗျာ အိမ်တော်သားကြပြီးဒီကလာတခါကိုယ်နဲ့နေကြမြန်တော့ သိပါဗျာ ခိုင်းဒါပြန်အိတ်တဲ့ချိန်ကများပြီးနိုးတဲ့ချိန်ကနေတော့နိုးတဲ့ချိန်မြန်မြန်ဆင်လိုက်ရင်လည်းဒီဖုံဖြစ်ပါသေးတယ်အလုံးဝမဆင်တော့ပါဘူးဆိုရင်ဖြင့်ဘယ်လိုပိဋိတွေရွတ်ပြီးဒီကလာဘယ်လိုအမျှဝေညာတော့လဲမျောချက်မြုပ်ချက်ကတန်လုံးလို့သာဓုခေါ်ချိန်မပေါ်နိုင်ဘူး မှန်ပါဗျာ ပေါ်နိုင်မလား မှန်ပါဗျာ အဲ့ဒါတွေညာနဲ့လှည့်ကြည့်မှာဩငါနဲ့ဒီလိုဆရာကောင်းသမားကောင်းနေတာမတွေ့တော့ဘူးဆိုလို့ရှိရင်ဖြင့်ငါတော့ကိုယ်ကျိုးနေတာဖြင့်မရှိတော့ဘူးဆိုလိုက်ဘူးလားအခုနှုတ်ချိန်နဲ့အဲ့ချိန်တရားဓမ္မတွေကွဲကြပါဘူးခိုင်းတာဖြင့်နှုတ်ချိန်မှာတရားဓမ္မတွေဘာလုပ်ရမလဲဝိပဿနာရည်သောမဂ္ဂင်ဖောင်ကြီးရှင်းရမှာဗျာဝိပဿနာမဂ္ဂင်ဖောင်ကြီးရှင်းမှသာလင်တဲ့တရားဓမ္မတို့လောကုတ္တရာမဂ္ဂင်ဖောင်အစစ်ဖြစ်လာမယ်မဟုတ်လားကောင်းပြီဒါဖြင့်တရားဓမ္မတို့ဖောင်းဆင်းတဲ့ဤကိုပဲနိုးတဲ့ပုဂ္ဂိုလ်တွေလည်းဖြစ်ပါပြီနိုးပေမဲ့လည်းဖောင်းကိုပဲလို့ဆင်းရမှမသိလို့ရှိရင်ဖြင့်နိုးနဲ့မျောရလို့ရှိရင်လေဒါနနိုးတိလာနိုးလောက်နေတော့မျောမှာပဲမျောပဲဘူးလား မှန်ပါဗျာ မဂ္ဂင်ဖောင်ကြီးမှမရသေးသေးကာလပတ်လုံးဖြင့်ဒကာဓမ္မတို့စိတ်အေးလက်အေးနဲ့နေဖို့ရအရေးဝေးပါသေးတယ်ဆိုတာသုံးဖြတ်ချက်ချ မှန်ပါဗျာ ပေါ်ကြဗလား မှန်ပါဗျာ